စူးစမ်းနေသူတယောက်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးအချိန်တစ်ခုဆောင်ဖို့တော့လိုတာပေါ့ကျွန်တော်လည်း3နှစ်ကျော်ကြာစူးစမ်းပြီးတဲ့နောက်မှာကျွန်တော်ရဲ့အိမ်မက်ကလက်တွေ့ဖြစ်လာခဲ့ပါပြီကျွန်တော်ဂျပန်သွားရတော့မှာဖြစ်ပါတယ်ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တွေအတွက်ကျွန်တော်ချစ်ရတဲ့မိသားစုတွေကျွန်တော်အနှစ်20ကျော်ကြာနေလာခဲ့တဲ့ဇာတိမြေကိုလည်းခွဲခွာခဲ့ရပါတယ်ဟုတ်ပါပြီအဲ့တော့အချိန်ကတော့ကို10:42မိနစ်ဖြစ်နေပေါ့နော်အနောက်မှာတော့တန်းစီနေကြပါပြီကျွန်တော်တို့ခုလင်းလက်မှတ်ကစုံ3မှာစီရမှာလေထပ်ပါချင်းဒီကနေ့ဖြစ်ပါသဖြင့်ဘော်ရီကအမှတ်နဲ့ဘော်ရီကအမှတ်တဲ့တော့အများဆုံးအခုဆိုရင်တော့မြန်မာအချိန်ည7:00နာရီထွက်မဲ့ကိုရီးယားလေကြောင်းလိုင်းလေယာဉ်ပေါ်ရောက်နေပါပြီကျွန်တော်ကတော့အင်ချွန်ကနေတဆင့်အိုဆာကာခန်းဆိုင်လေဆိပ်ကိုဆင်းမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ညအလှပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေပြီးတော့ကိုရီးယားနိုင်ငံအင်ချွန်လေဆိပ်ကိုစတင်ပြီးတော့ပြန်တန်းနေပြီဖြစ်ပါတယ်လေယာဉ်ပေါ်မှာညလေစာကျွေးပါတယ်ကိုရီးယားလေယာဉ်မင်းလေးတွေအရင်ကမှချစ်ဖို့ကောင်းပါတယ်ရန်ကုန်ကနေကိုရီးယားကိုအချိန်6နာရီခွဲကြာအောင်လေယာဉ်စီးရပါတယ်9နာရီခွဲလေယာဉ်စီးပြီးတဲ့နောက်မှာတော့မနက်မိုးလင်းနေအောင်တွေ့ရပါပြီမနက်ခင်းနေအောင်စပြီးတော့တွေ့နေရပြီဖြစ်ပါတယ်။ Mission ဖြတ်ပြီးဆိုခီးသွားရှာမှာဖြစ်ပါတယ်။ဂျပန်ကို transit ပေါ့နော်ဆေးဖို့တော့ဖြစ်ပါတယ်။ကိုရီးယားလေဆိပ်ကိုပေါ့နော်တခြားအခုလေယာဉ်သွားစီးမယ် transit ကိုသွားရှာတာဖြစ်ပါတယ်။ transit ကိုသွားရှာတာပါအဲဆုံးဒီမောစင်စင်ချင်းတန်တော့ပြီးရှာနေတာဖြစ်ပါတယ်။အဲ့တော့ပြီးတော့ကိုရီးယားလေဆိပ်မှာစီးရမယ်။ဒီဆိုတော့ဒီကိတ်ကဟိုးလေးစိတ်ကအနောက်ဘက်မှာရှိတာထင်ပါတယ်ဟိုးအဝေးရနေပြီလာခဲ့ရပါတော့ခုဆိုရင်တော့ကိုရီးယားနိုင်ငံအင်ချွန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေအိုဆာကာခန်းဆိုင်ကိုသွားမယ်လေယာဉ်ပေါ်ရောက်နေပြီဖြစ်ပါတယ်ကိုရီးယားလေယာဉ်မယ်လေးကလေယာဉ်မထွက်ခင်မှာသူတို့လုပ်ရမယ့် process တိုင်းလုပ်နေရဖြစ်ပါတယ်ကိုရီးယားရာသီဥတုကချမ်းစိမ့်စိမ့်လေးနဲ့မိုးလေးကလည်းတဖွဲဖွဲဖြစ်နေတော့ကျွန်တော်ချစ်ရတဲ့သူတွေကိုလွမ်းမိပြန်ပါတယ်ကိုရီးယားကနေဂျပန်ကိုလေယာဉ်2နာရီကျော်စီးရပါတယ်2နာရီကျော်စီးပြီးတဲ့နောက်မှာဆိုရင်တော့ကျွန်တော်တို့ဂျပန်နိုင်ငံခန်းဆိုင်လေဆိပ်ကိုဆင်းတော့မှာဖြစ်ပါတယ်ခုဆိုရင်တော့ဂျပန်နိုင်ငံအိုဆာကာမြို့မှာရှိတဲ့ခန်းဆိုင်လေဆိပ်ကိုဆင်းသက်ပြီးဖြစ်ပါတယ်။ခန်းဆိုင်လေဆိပ်ဆိုတာကတော့ဂျပန်ရဲ့ထူးချွန်ထက်မြက်တဲ့နည်းပညာနဲ့အတူပြုလုပ်ဖန်တီးထားတဲ့ကျွန်းပေါ်မှာတည်ဆောက်ထားတဲ့လေဆိပ်ပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တွေရှိတဲ့နိုင်ငံကိုခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်ဂျပန်ကိုရောက်လာနိုင်ခဲ့ပါပြီ။